အဲ့ထဲမှာ VLOOKUP အသုံးပြုနည်းလေးကိုလူရင်းတူရှင်းလေးနဲ့အမြန်ဆုံးပြပြပေးတော့မယ်ဒီမှာဆိုရင်ကျွန်တော်တို့ format တစ်ခုတည်ဆောက်ရဆိုပါစို့ကျွန်တော်တို့ item code ထည့်မယ်ကျွန်တော်တို့ကဒီမှာတစ်ခုရိုက်လိုက်တာနဲ့ကျွန်တော်တို့ကနောက်ကဟာတွေကိုကျွန်တော်တို့ကမရိုက်ဘဲနဲ့ auto ကြောက်အောင်ပြုလုပ်တဲ့အခါမှာကျွန်တော်တို့က VLOOKUP ကိုသုံးလို့ရတယ်ဥပမာကျွန်တော်တို့ item code နေရာမှာ1001ရိုက်လိုက်တာနဲ့သူနဲ့သက်ဆိုင်တဲ့ item နဲ့ညောင်စည်းဝယ်စီတစ်ခါလေးကြောက်အောင်လုပ်မယ်ဆိုရင်ကျွန်တော်တို့ VLOOKUP နဲ့အသုံးပြုလို့ရတယ်အဲ့တော့ကျွန်တော်တို့ VLOOKUP လေးရိုက်လိုက်မယ် VLOOKUP lookup ပဲလုံး lookup ပဲလုံးကကျွန်တော်တို့ကဘယ်အောင်ကြည့်မှာလဲဆိုရင်1001ကိုကြည့်မယ်တန်ဖိုးဖြစ်ပါတယ်အဲ့တော့1001ကိုကော်မာပေးလိုက်မယ်ပြီးရင် table array မှာကျွန်တော်တို့လုပ်လို့ရတဲ့အရာနှစ်ခုရှိပါတယ်ကျွန်တော်တို့က item code ကနေအခု item name ကိုပေါ်ရှင်းတာဆိုတော့ကျွန်တော်တို့ design list selection ပေးလို့ရတယ်ပေးပြီးတော့ကျွန်တော်တို့ကအကယ်၍ကိုယ့်ရဲ့ item ကပုံတွေရှိတယ်ဒီလောက်ပဲပုံတွေရှိတယ်ဆိုရင်ကျွန်တော်ဒီလောက်ပဲ selection ပေးပြီးတော့ကျွန်တော် log လေးခတ်ခဲ့ရမှာဖြစ်ပါတယ် log မခတ်ဘူးဆိုရင်ကျွန်တော် formula ကိုအောက်ကိုဆွဲချတဲ့အခါမှာကျွန်တော်ရဲ့ဒီ table array ကကျွန်တော်တို့ကရွေ့သွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီလောက်ဆိုရင်ကျွန်တော်တို့က F4 key လေးနဲ့ကျွန်တော်တို့က log ခတ်လို့ရတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့က item တွေထပ်တိုးမှဆိုရင်တော့ကျွန်တော်တို့ column တစ်ခုလုံးကိုကျွန်တော်တို့က selection ပေးလိုက်လို့ရတယ်ပေးပြီးရင်တော့ကျွန်တော်တို့က comma ပြီးရင်တော့ကျွန်တော်တို့က column index number ကကျွန်တော်တို့ portion နဲ့ column number ကိုပြောတာဖြစ်ပါတယ်1001ရက်လိုက်တာနဲ့ item name ပေါ်ရှင်းတာဆိုတော့ item name ကကျွန်တော်တို့ကဒီမှာ2 column မြောက်မှာရှိတယ်1001ပြီးတော့2 column မြောက်မှာရှိတာဖြစ်တဲ့အတွက်2ရိုက်မှာဖြစ်ပါတယ်ပြီးရင်တော့ comma ကျွန်တော်တို့ true false ကျွန်တော်တို့ကအတိအကျလိုချင်နေဆိုရင်တော့ false ကိုရွေးပေးရမယ် false ကိုကျွန်တော်တို့ကကဏ္ဍနဲ့လည်းရိုက်လို့ရတယ်0ရိုက်လို့ရပါတယ် true ဆိုရင်တော့1ဖြစ်ပါတယ် false လည်းရိုက်လို့ရတယ်0လည်းရိုက်လို့ရပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကပြီးသွားပြီအဲ့တော့ enter လေးခောက်လိုက်မယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ item code ရိုက်လိုက်တာနဲ့ item name ပေါ်လာပြီပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီအောက်စက်ကွက်တွေလည်းအဲ့လိုပေါ်အောင်တခါလေးဆွဲချထားလိုက်မယ်ဆွဲချလိုက်တယ်ဆိုရင် error တက်ပါတယ် error တက်တာကိုဖြောက်တဲ့နည်းနောက်တဲ့နည်းပြမယ်ပြီးရင်တော့ကျွန်တော်တို့ကရောင်းစည်းကိုလည်းကြားချင်တာဖြစ်တဲ့အတွက်ကြောင့် VLOOKUPရိုက်မယ်ပြီးရင်တော့ lookup ပဲလုံးကကျွန်တော်တို့က item code ရိုက်လိုက်တာနဲ့ရောင်းစည်းပေါ်ရှင်းတာအဲ့တော့ comma ပြီးရင် table array မှာရွေးချယ်စရာနှစ်ခုရှိတယ်ကျွန်တော်တို့ဒီတိုင်းရွေးတယ်ဆိုရင်လောက်ခတ်နေရမယ်အကယ်၍ထပ်တိုးတယ်ဆိုရင်ပြန်ပြီးတော့ပြောင်းနေရမယ်အဲ့တော့ကျွန်တော်တို့က column လေးကို selection ပေးမယ်1001 item code ကိုကြည့်တာဖြစ်တဲ့အတွက် item code column ကနေစရမှာဖြစ်ပါတယ် item code column ကနေကျွန်တော်တို့ပေါ်ရှင်းတဲ့ရောင်းစည်း column ထိရွေးလိုက်ရင်ရပါပြီဒီထိရွေးလဲရပါတယ်ဒီထိရွေးရဆိုရင်ကျွန်တော်တို့ကရောင်းစည်း column number 3ကိုရွေးပြရမယ်ဒီထိရွေးလဲရပါတယ်ပြီးရင်တော့ comma ကျွန်တော်တို့ရောင်းစည်းက item code ပြီးဘယ်နှ column မြောက်မှာလဲဆိုရင်တစ်ခုနှစ်ခုသုံးခု column မြောက်မှာရှိတာဖြစ်ပါတယ်ပြီးရင်တော့ comma ကျွန်တော်တို့ false ရေးလို့ရတယ်0ရေးလို့ရတယ် false လေးပဲရေးလိုက်ပြီးရင်တော့ကျွန်တော်တို့ enter လေးခောက်လိုက်မယ်အဲ့ဒါဆိုရင်လည်းကျွန်တော်တို့ရဲ့ရောင်းစည်းကြပြီဝယ်စည်းလဲအဲ့တိုင်းပဲကျွန်တော်တို့က VLOOKUP ပဲလို့ကျွန်တော်တို့က table array ကကျွန်တော်တို့ဒီလောက်ထိပြီးရင်ဝယ်စည်းက column 4 column မြောက်မှာရှိတယ်0ရိုက်လိုက်မယ်အဲ့ဒါဆိုရင်လည်းကျွန်တော်တို့ရသွားပြီပဲဖြစ်ပါတယ်error ပေါ်နေတာကိုဘယ်လိုဖြောင်းမလဲဆိုရင်တော့ကျွန်တော်တို့က if error လေးနဲ့သုံးလို့ရတယ်အဲတော့ကျွန်တော်တို့က VLOOKUP ရှေ့မှာ if error လေးသုံးလိုက်မယ် if error ပြီးတော့တက်ကြီးလေးနှိပ်လိုက်မယ်နှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ if error မှာကကျွန်တော်က function argument နှစ်ခုရှိတယ် value ရယ် value if error ကျွန်တော်က VLOOKUP ကကျွန်တော်က value လို့ကျွန်တော်ယူဆလိုက်မယ်သူ့အနောက်မှာ comma ခံလိုက်မယ်ကျွန်တော်ဒီမှာ argument ကကျွန်တော်တို့က value if error ကိုရောက်သွားပြီအကယ်၍ကျွန်တော်တို့ကဒီလို error ပြနေတယ်ဆိုရင်ကျွန်တော်တို့ဗာပြချင်တာလဲ0ပြလို့ရတယ်ကျွန်တော်တို့စာသားလေးပြလို့ရတယ်ဘာမှမပြချင်ဘူးဆိုရင်တော့အဲ့ဒီမှာကျွန်တော်တို့က double quote လေးရိုက်ထားလို့ရတယ် double quote နှစ်ခါရိုက်လိုက်တယ်ဆိုရင်ဒါကဘာမှမပြဘူးအလွတ်လို့ပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က formula လေးကိုဆွဲချလိုက်တယ်ဆိုရင်ဘာမှမပေါ်တော့ဘူးကျွန်တော်တို့က item code လေး1002ရိုက်လိုက်တယ်ဆိုရင်လည်းသူ့ဟာနဲ့သူအလွတ်လုပ်သွားတာဖြစ်ပါတယ်သုံးဝင်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်